ဒီလိုအိတ်ကျိုးလှလှလေးထုတ်ပြမလို့ပါနော်ဒါလေးဆိုငါမီယိုလေးလိုပဲကြလက်ကြတဲ့လှလဲလှတယ်အဲ့ဒီအတွက်အဖျားမှာကျိုးလေးနည်းနည်းလောက်တော့ပို့ပြီးတော့ခြံခဲ့ပြီးပေါ့နော်စကြက်ကလေးခြံခဲ့ပြီးပဲဒါမှအဖျားကိုခိုင်အောင်တော့ကိုဒီကွင်းလေးထဲမှာဖို့ကိုတစ်ခါလေးထည့်ပြီးတော့ဒီမှာ slim knot လေးအရင်လုပ်လိုက်မယ် slim knot ကနောက်မှလုပ်လဲရတယ်အရင်လုပ်လဲရတာနော်မင်းကတော့ပြီးတော့အောင်ဒီမဲ့ခွင်းထဲမှာဟုတ်ထည့်ပြီးတော့တစ်ခါတည်း slim knot လုံးလိုက်တယ်ပြီးရင်ဒီထဲကနေဆွဲထုတ်လိုက်တယ်အထုံးလေးကိုဒီမှာထိန်းထားလိုက်တယ်ပေါ့လေထိန်းထားလိုက်တယ်ပြီးတော့ one chain နော် two chain ဒါဆိုရင် chain 2 chain ရသွားပြီဆိုရင်လုပ်ငန်းစမယ်ဒီပထမဆုံး chain ထဲမှာကျိုးကိုရှူမယ်ဆွဲနှစ်ကွင်းဖြစ်တဲ့အချိန်မှာဆွဲထုတ်မယ်နည်းနည်းလေးလှည့်လိုက်မယ်ဆိုတော့ဘယ်ဘက်ကိုလှည့်ခိုင်းတာနော်လှည့်ပြီးတဲ့အချိန်မှာဒီအောက်ကကွင်းလေးထဲမှာကျိုးထည့်မယ်ဒီအောက်ကဒီအထုံးကိုနေရာမျိုးလေးမှာကွင်းလေးဟိုလှည့်ကြည့်လိုက်မြင်သာပါလိမ့်မယ်အဲ့ဒါလေးမှာထည့်မယ်ဒီမဲ့နှစ်ကွင်းဖြစ်တဲ့အချိန်ထုတ်မယ်ဟောအဲ့ဒါဆိုရင်ဒီဘဏ္ဍာလေးမှာဒီမှာနှစ်ကွင်းလေးမြင်တယ်နော်အဲ့နှစ်ကွင်းလေးကိုထည့်မယ်နှစ်ကွင်းလေးကိုထည့်မယ်ထုတ်မယ်နည်းနည်းလေးလှည့်မယ်နှစ်ကွင်းလေးကိုနှစ်ကွင်းလေးကနေဆွဲထုတ်လိုက်မယ်ထုတ်မယ်နည်းနည်းလေးလှည့်မယ်နှစ်ကွင်းလေးကိုထည့်မယ်ဆွဲထုတ်မယ်နည်းနည်းလေးလှည့်မယ်အဲ့မှာနှစ်ကွင်းတွေပေါ်နေတဲ့ထဲကိုနှစ်ကွင်းလုံးလေးကိုထည့်မယ်ထုတ်မယ်နော်နည်းနည်းလေးလှည့်မယ်နှစ်ကွင်းလေးကိုနှစ်ကွင်းလေးကနေထုတ်မယ်ဒီတိုင်းလေးပဲဆက်သွားရမှာပါပဲเนาะအဲ့ဒီခါကျတော့ဒါကဒီလိုပုံစံလေးလာပြီပေါ့နော်ဒီလိုပုံစံလေးလာပြီအဲ့တော့တဖြည်းဖြည်းလေးနဲ့ဒီမဲ့ဒီလိုကျင်နီလေးအတိုင်းပဲဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတစ်ခုမှာကျတော့ဒီခြေစတွေတိမ်လေးထပ်တင်ပေးမယ်เนาะတော်လို့စရာတော့တောက်လျှောက်အဲ့ဒီပုံစံလေးအတိုင်းနှစ်ကွင်းလေးကိုထည့်မယ်ထုတ်မယ်ဆက်ထိုးသွားရုံပဲဖြစ်ပါတယ်ရှင်